အားလုံးပဲမင်္ဂလာပါဒီနေ့ admin PS 2019ဘာရှင်းလေးကိုတစ်ချက်ဖိုင်တန်လေးလေးကိုပြပေးသွားမယ်ပေါ့နော်။မအောင်ဆုံး PS 2019ဒေါင်းနီးရေဆုံးကြပါတော့။ဒေါင်းဘော်တွေဘာလိုရလဲဆိုတော့ကြတော့ဒီ Chrome browser လိုရတယ်ပေါ့နော်။ဒီ Chrome browser ကနေပြီးတော့တွားပြီးတော့ဒေါင်းပေးပါနော်။ဒီ Chrome browser မရှိသေးဘူးဆိုရင် Play Store မှာ Chrome browser ကိုရှာပြီးတော့ဒေါင်းလို့ရတယ်နော်အကောင်တို့။ဟုတ်ပြီအဲဆိုပထမဆုံးပြပါပေါ့နော်။ဒီဖိုင်ဒေါင်းမှဆိုရင်ဒီဖိုင်နဲ့ဝင်လာပါတော့။အဲမဲ့လင်းလေးချပေးထားပါတော့။ဒီဖိုင်နဲ့တော့ထောင်းဒီဖိုင်နဲ့ဝင်ပြီဆိုရင်ဒီတိုင်းတန်းပြီးမနေနဲ့နော်။ဒီပေါ်ကဆက်30လေးကိုနှိပ်ပြီးဒီမှာ open in Chrome browser ဆိုတာလေးရှိတယ်။အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါတော့။အဲဆိုဒီမှာ Chrome browser ကိုတန်းရောက်သွားလိမ့်မယ်။တန်းရောက်သွားပြီးမှဆက်နှိပ်လိုက်ပါတော့။ဒေါင်းဒီမှာဒေါင်းနေလို့ကြားနေရတယ်မျိုးရှိပါတော့။ဒါတို့ကြားနေလို့ရှိရင်ဒီမှာချာပူရခံလိုက်ပါတော့။ချာပူရခံပြီးတော့ဒေါင်းလို့ရပါတယ်။ဟုတ်ပြီချာပူရဖွင့်ပြီးဆိုတော့ခုန Chrome browser ပြန်ပြီးတော့ထောင်းပေးလိုက်ပါတော့။ဒါဆိုရင်တွေ့လားဒါဆိုရင်ခဏလေးနဲ့ညမ်းနေရတွေ့နော်အဲ့လိုလေးဒေါင်းမဆိုအဲ့လိုလေးဒေါင်းပြီပေါ့နော်ခုနောက်ပိုင်းကပြန်မ line နေမကောင်းတော့ VPN ခံရတာရများလာပြီအဲ့လိုမျိုးလေးဒေါင်းပြီပေါ့နော်အဲ့ဆိုရင်ဒေါင်းနေသိပြီလို့ထင်ပါတယ်နော်ဟုတ်ပြီအမေအောင်ဒေါင်းပြီးသားဆိုတော့ဒီမှာပြန်ပြီးတော့ဆက်လိုက်ပြီပေါ့နော်ဒေါင်းပြီးပြီဆိုလို့ရှိရင်ဒီက data ထိုင်နေပေါ့နော် data ထိုင်နေကိုအမေYouTube channel မှာတင်ပေးထားတယ်နော်ဒီမှာဒီဟာလေးပေါ့နော်ဒီမှာ search bar နဲ့ data ထိုင်နေဆိုပြီးတော့ရှေ့သူကနဲ့နော် data ထိုင်နေဆိုအဲ့အလေးကိုအရင်သွားကြည့်ပေးလိုက်ပါနော်အရင်မလောက်ရသေးဘူးမလောက်ရသေးခုမှလုံးမဲ့လူပဲဆိုရင်လုံးမဲ့လူပဲဆိုရင်အမှသွားပြီးတော့တစ်ချက်ကြည့်ပေးပါနော်ဟုတ်ပြန်မရဆိုရင်စလိုက်တော့မယ်နော်search bar ထဲဝင် download တွေကိုဝင်လိုက်ပါနော်ခုနထောင်းထားတဲ့ဟာလေးပေါ့နော်ဒါလေးပေါ့နော်ဒါလေးကိုဖိပေါ့အလဲမှာဖိပြီးတော့ကတ်ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ဖိုင်တစ်ခုဖိုင်တဲ့ထည့်လိုက်ပေါ့နော်PES 2019ဆိုပြီးတော့ဖိုင်လေးချလိုက်ပေါ့နော်အဲ့ဆိုရင်အထက်ဝင်ပထမဆုံး software ကို install တင်မယ်ပေါ့နော်software install တင်ပြီးဆိုလို့ရှိရင်ဒီ order ကိုဝင်ပေါ့ဝင်ပြီးတော့ဒီမှာ copy you device store ထဲတော့ Android ထဲဝင် order ဝင်လိုက်ဝင်ပြီးတော့ဒီစာအုပ်ပုံလေးနေလိုက်နောက်လို့ရှိရင်အဆင့်မကျော်နဲ့ပေါ့နော်ဒီက APP ကို install တင်ပြီးတော့ဒီ alt ထည့်ပေါ့ထည့်ပြီးလို့ရှိရင်သူက APP ရဲ့ပြန်ဝင်အောင်ပါ alt ထည့်ပြီးတော့ရှင်ဒီဟာထဲဝင်go to setting ကိုနှိပ်ရမှာပေါ့နော် go to setting နှိပ်ပြီးဒီထဲရောက်သွားလိမ့်မယ်permission ဆိုတာကိုဆက်နှိပ်ပြီးဒီဟာလေး always allow ဆိုတာလေးကိုဆက်နှိပ်ပြီးတော့permission ကဖုန်းလုံးနဲ့တစ်လုံးချင်းတော့မတူဘူးပေါ့နော်ဒါပေမဲ့ဒီကဒီလိုမျိုးအမှန်ချင်းဖြစ်အောင်မို့ always allow ဆိုတာလေးကိုနှိပ်ပေးရမှာပေါ့နော်တခြားဖုန်းချင်းမတူတာရှိပါလိမ့်မယ်ဒါပေမဲ့အကုန်လုံးဒီအမှန်ချင်းဖြစ်အောင်စိမ့်နေအောင်နှိပ်ပေးရမှာပေါ့နော်ခုကြားတယ် always allow
2000ဆိုရလေးကိုနှိပ်ပေးရမှာပါချို့ဖုန်းနေဆိုလို့ရှိရင်နည်းနည်းချင်းပဲဖွာပေါ့နော်3 4 5 9လောက်ပဲဒီကဒီဖိုင်နေပေါ့နော်ဒီလိုမျိုးဖိုင်နေဒီလားဒီလိုမျိုးဖိုင်နေပေါ့နော်ဒီလိုမျိုးဖိုင်နေအဲ့လိုဖိုင်နေကိုဖွင့်ရမှာပေါ့အဲ့ရပို့ပြီးရေးကြည့်ပါလေကောက်ပြီးရဆိုလို့ရှိရင်ပြန်ပြီးတော့ဆက်လေးရှင်းလိုက်ရှင်းပြီဆိုရင်စာစေပါလေးပြန်ဝင်လိုက်ဝင်ပြီဆိုရင်ခဏ download တွေကိုပြန်တော့ပါနော်ဒီမှာ AN 2019ဆိုရပြီအဲ့ဒီဖိုင်စီရတာလွယ်အောင်လို့မသိချာဖိုဒါလေးလောက်ပြီးဖိုင်တဲ့လောက်ထားပါနော်ပြီးတော့ပြန်ဝင်ပါနော်ဒီမှာ data ပေါ့ data ထည့်တော့မှာနော်ခုနကမင်းပြောတဲ့အတိုင်းပဲ data ထည့်ပြီးကိုရှင်းစုကားထဲမှာရှင်းစုကားနဲ့လောက်ထားတာပေါ့နော်အဲ့လေးကိုမလောက်ရသေးတဲ့လူဆိုရင်အဲ့လေးကိုအရင်ကြည့်ပြီးတော့လောက်ထားပါအဲ့ဒါဆိုဒီလိုမျိုး admin လို့ဒီချာချာဖိုင်တွေကိုဒီမှာချက်ချင်းထည့်လို့ရမှာဖြစ်ပါတယ်နော် YouTube channel မှာတွားကြည့်ပေးပါadmin ဟို FC27 တော့တောင်မှဒီအောက်မှာဒီမှာ data လေးတင်ပေးထားတယ်ပေါ့နော်ဒီလိုမျိုးရှင်းစုကားနဲ့ data ထည့်ပြီးဆိုအဲ့ရလေးကိုအရင်ကြည့်ပြီးမှစာစစ်ပါရတော့ပေါ့နော်အရင်လောက်ပြီးသားလူရအောင်လုံးစံမလို့ပေါ့နော်မလောက်ရသေးဘူးလူတွေဆိုအမှအရင်တွားကြည့်လိုက်ပေါ့နော်ဟုတ်ပြီ data ထည့်ပြီးဆိုလို့ရှိရင်သူက AVO software ကိုပြန်ပြီးတော့ install တင်ရမှာပါသူ့အဆင့်နဲ့သူရှိရပါတော့အဆင့်ကျော်လို့မရအဆင့်ကျော်လို့ရှိရင်တနည်းနည်းအဆင့်ကျော်ပြီးမှလည်းလုံးဝမရတော့အဆင့်မားပြီဆိုလို့ရှိရင်ပြန်ဖြတ်ပြီးတော့ပြန်ပြီးလောက်ရတော့ပါနော်အဆင့်ကတော့ရမ်းမများပါဘူး4ဆင့်လောက်ပဲရှိပါတယ်ဒါကတော့နောက်ဆုံးအဆင့်ပေါ့ဟုတ်ပြီဆိုရင်ခိုင်းနေဝင်အောင်ဒီလိုဟာမျိုးလေးပေါ်မှာဆော့လို့ရပြီဆိုတာသိကြတာနော်တချို့အစင်မားရဲ့လူဆိုရင်ဘောလုံးပုံတွေပေါ်ပြီးတော့ဆော့မရစီအဲ့ဆိုအစင်ကမားနေလို့ပါနော်ဒါကတော့အမြင်အစင်မှန်တယ်အကုန်လုံးပြီးပါပြီဆိုမှရပါပါပြီဒါဖိုင်ဆိုင်လေးကနည်းနည်းလေးပါနော်ဖိုင်ဆိုင်လေးက 2GB တောင်မတည်ဘူး 1.5GB တောင်မတည်ဘူးနော်ဖိုင်ဆိုင်လေးကနည်းနည်းလေးပါဒီထဲမှာတော့တော်လေးတော့စုံပါတယ်နော်ဒီကဖုန်း data ထည့်တာကြားရလို့မကြိုက်တာတွေပါပဲပေါ့နော်ဒါကတော့သူက PS 2019မှာ PS4 version ပေါ့လောက်ထားပါနော်ရင်ဆုံးပွဲရှိရပါတော့ရင်ဆုံး flower ကိုစော့ကြမှာပေါ့နော်တင်းနေအောင်2019ဆို2019ရဲ့လူစင်ရင်းတွေပဲပါပါနော်တရားနာကိုဆိုရိုနေရိုတို့ဘေးတို့ယာဇီမာတို့အဲ့လိုပုံစံမျိုးတွေပေါ့ဒီမှာဆိုတဲ့သူကပုံစံလေးရမစိုးဘူးနော်မိုက်တယ်နောက်ခံစကားပြောအတန်အောင်ပါပါကကောနော်ဒါပေမဲ့ဆို 1.2GB တောင်မတည်ရဖိုင်ဆိုင်နဲ့လာတဲ့အတွက်ကြောင့်မို့ဒီလောက်ပဲညှော်လင်းလို့ရအောင်နော်ဒီမှာဆိုရင် PS4 ပေါ့နော်ဒီမှာဟိုဟာလေးချိန်လို့ရပေါ့ဒါကတော့ကိုကန်မဲ့ပုံစံပေါ့အဲ့ဒါလေးကိုသူကချိန်မိသားလေးပေါ့ကိုကြိုက်တယ်လို့ချိန်ပြီးတော့ကန်ရပါတော့ခရစ္စတိုရိုနယ်ဒိုလိုမျိုးလေးပေါ့နော်သူကဆောရအောင်ဆိုပါတော့သူကလည်းသူက 2GB တောင်မကြည့်ရဟာဆိုကြအောင်လေဆောရအောင်ဆိုပါပဲ